ဒီနေ့မှာတော့ဓမ္မသစ်ကျမ်းရဲ့နောက်ဆုံးကျမ်းဖြစ်တယ်လို့လူတွေကြားထဲမှာအငင်းပွားစရာအဖြစ်ဆုံးပြီးတော့နားလည်ရအလွယ်ဆုံးဖြစ်တဲ့ဗျာဒိတ်ကျမ်းအကြောင်းကိုအတူတူစေလာကြည့်ကြမှာပါဗျာဒိတ်ကျမ်းလို့ပြောလိုက်တာနဲ့အများစုကတော့လေကဘာပြက်ကိန်းတွေကြောက်စရာကောင်းတဲ့တားရဲတွေနဲ့ကပေးကြီးတွေကိုပဲပြင်းမြင်တက်ကြပါတယ်ဒါပေမဲ့အဲ့လိုထိတ်လန့်စရာကောင်းတဲ့ပုံဖော်မှုတွေရဲ့နောက်ွယ်မှာတကယ်ရောဘလို့အသေးပေတွေရှိနေနိုင်မလဲကဲဒီတစ်ခေါက်မှာတော့အတူတူအဖြေရှာကြည့်ကြတာပေါ့ဟုတ်ပြီဒီလျှို့ဝှက်ချက်ကိုဖြည့်ရှင်းဖို့ဆိုရင်ပေါ့ကျွန်တော်တို့အရင်ဆုံးဒီကျမ်းစာရဲ့မူလအတိတ်ဘန်နဲ့ရေးသားခဲ့တဲ့နောက်ခံသမိုင်းကိုပြန်ပြီးတွားကြည့်ဖို့လိုပါတယ် Apocalypse ဆိုတဲ့စကားလုံးတကယ်တော့လေအဲ့ဒါလား Greek ဘာသာစကား Apocalypsis ကနေဆင်းသက်လာတာပါသူရဲ့မူရင်းအတိတ်ဘက်ကကဘာဖြတ်ခြင်းလို့ဆိုလိုတာမဟုတ်ပဲဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကိုဖွင့်ပြခြင်းဒါမှမဟုတ်ဖော်ထုတ်ပြသခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီကျမ်းကတကယ်တော့ apocalyptic literature ဆိုတဲ့စာပေအမိုးစားထဲမှာပါပါတယ်။ဒါကဘာကိုပြောတာလဲဆိုတော့ဒါဟာအနာဂတ်အတွက်လမ်းညွှန်မြေပုံတစ်ခုပေးတာချက်အဲ့ဒီခေတ်ကခရစ်ယာန်တွေရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေကြားထဲကနေမျောလင်းချက်ပေးဖို့အတွက်တောက်ပတဲ့ပုံရိပ်တွေသင်္ကေတတွေသုံးပြီးအားပေးတိုက်တွန်းထားတဲ့စာပေတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီကျမ်းရဲ့အဓိကရွေးချက်ကလူတွေကိုကြောက်ရွံ့ထိလန့်စေဖို့လုံးဝမဟုတ်ပါဘူး။တကယ်တမ်းမှာတော့ဒုက္ခရောက်နေသူတွေကိုမျှော်လင့်ချက်ပေးဖို့သာဖြစ်တယ်ဆိုတာရှင်းပါတယ်ဒီကျမ်းရဲ့ကိုဖော်ဖို့ဆိုလိုတာကသူ့ရဲ့လျှို့ဝှက်ချက်တွေကိုနားလည်ဖို့ဆိုရင်စာရေးသူဘယ်သူလဲပြီးတော့ဘယ်အချိန်မှရေးခဲ့တယ်လဲဆိုတဲ့သမိုင်းနောက်ခံကိုအရင်ဆုံးစွန့်ဆိုင်ကြည့်ရပါမယ်ရေးသူကတော့သူ့ကိုယ်သူယိုဟန်လို့ပဲပြောထားပြီးသူကပတ်မှုကျွန်းပေါ်မှာရှိနေတုန်းအာရှမိုင်းနာကသင်းတော်ဒီစီကိုဒီစာကိုရေးပို့ခဲ့တာပါဒီချစ်လေးတစ်ခုတည်းနဲ့တင်ပြတဲ့ကျမ်းဟာဂျန်နာရီဆန်ဆန်ပုံရင်းတပူဖြစ်ကနေတိကျတဲ့အချိန်နဲ့နေရာမှာခြေခံထားတဲ့သမိုင်းဝင်စာတစ်စောင်ဖြစ်သွားပါတယ်။ဒါပေမဲ့အရေးကြီးဆုံးမေးခွန်းကတော့သူဘယ်အချိန်မှာရေးခဲ့တာလဲဆိုတာပါပဲ။ဘာလို့လဲဆိုတော့ကျမ်းစာကိုဘယ်အချိန်မှာရေးခဲ့တယ်ဆိုတဲ့အဖြေပေါ်မူတည်ပြီးအထက်မှာပါတဲ့ပုံဆောင်သင်္ကေတတွေရဲ့အတိတ်ပဲကလုံးဝကိုပြောင်းလဲသွားနိုင်လို့ပါပဲ။ဒီနေရာမှာပညာရှင်တွေကြားထဲမှာအမြင်နှမျိုးကွဲနေပါတယ်။တစုကတော့ AD 90မတိုင်ခင်ဧကရက်နီရိုလက်ထက်မှာရေးခဲ့တယ်လို့ယူဆပြီးနောက်တစုကတော့ AD 90မှာလောက်ဧကရက်ဒိုမီရှင်လက်ထက်မှာရေးခဲ့တယ်လို့ဆိုရတယ်။စိတ်ဝင်စားစရာကောင်းတာကတော့အမြင်တစ်ခုစီကနေတားရဲလို့ခေါ်တဲ့အဓိက VN ကိုဘယ်သူလဲဆိုတာကိုကွဲပြားပြီးညွှန်းဆိုနေကြတာပါပဲ။ကဲဟုတ်ပြီ။အခုဆိုရင်တော့ပြတဲ့ချမ်းတဲ့ကလူပြောအများဆုံးအထင်အလွဲဆုံးထိတဲ့တားရဲနဲ့သူ့ရဲ့နံပါတ်အကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်။666ဟုတ်ပါတယ်666ဒီကိန်းကနန်းကတော့တကယ်ကိုလူတွေကိုစိတ်လှုပ်ရှားစေပြီးချင်းချင်းအမျိုးမျိုးပေးစေခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့တကယ်မူလအဓိပ္ပာယ်ကဘာဖြစ်နေမလဲဒီလျှို့ဝှက်ချက်ကိုဖြည့်ရှင်းဖို့တော့ချက်က gematria လို့ခေါ်တဲ့ shake code စနစ်တစ်ခုပါပဲအလွယ်ပြောရရင်တော့စာလုံးတစ်လုံးချင်းစီကိုကနန်းတန်ဖို့တစ်ခုသတ်မှတ်ပေးထားတဲ့စနစ်ပေါ့ကဲဒီတော့အဓိကချက်ကဒါပါပဲ AD 90မတိုင်ခင်ရေးခဲ့တယ်လို့ယူဆတဲ့ပညာရှင်တွေရဲ့အဆိုအရဆိုရင်ပေါ့တာရေးရဲ့နံပါတ်666ဆိုတာလျှို့ဝှက်ကုတ်တစ်ခုပဲဘယ်လိုလဲဆိုတော့နီယိုရိုကက်ဆဲဆိုတဲ့နာမည်ကိုဟီဘရူဘာသာနဲ့စာလုံးပေါင်းပြီးခနန်းတန်ပိုဒီပေါင်းလိုက်တဲ့အခါမှာ666ဆိုတဲ့အဖြေကတိတိကျကျထွက်လာပါတယ်ဆိုတော့ဒါဟာယောမဧကရာစနီရိုကိုတိုက်ရိုက်ရည်ညွှန်းနေရဖြစ်တယ်လို့သူတို့ကဆိုကြတာပေါ့ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ယောဟန်ဖော်ပြခဲ့တဲ့တားရဲဟာအနာဂတ်မှာပေါ်လာမဲ့ကြောက်စရာတတဝါကြီးတစ်ခုမဟုတ်ပဲနဲ့အဲ့ဒီဖြစ်တာခရီးယန်တွေမျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရတဲ့ယောမအင်ပါယာရဲ့ဖိနှိပ်ချုပ်ချယ်တဲ့အာဏာကိုပုံဆောင်ထားတာဖြစ်တယ်ဆိုတဲ့အထိပ္ပယ်ပါပဲကဲအခုလိုသမိုင်းနောက်ခံကိုနားလည်သွားပြီဆိုတော့နှစ်ပေါင်းများစွာတခြားမှာဒီကျမ်းကိုလူတွေကဘလို့အတဲပဲဖွင့်ဆိုခဲကြတယ်လဲဆိုတာကိုလည်းဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါတကယ်တော့လေဒီကျမ်းကိုဘလို့နားလည်ရမလဲဆိုတဲ့အပေါ်မှာအမြင်တစ်ခုတည်းပဲရှိတာမဟုတ်ပါဘူး။တမိုင်းတစ်လျောက်မှာအဓိကကျတဲ့အသေးပဲဖွင့်ဆိုမှုပုံစံ၄မျိုးလောက်ပေါက်လာခဲ့ပါတယ်။ကဲအဲ့ဒါတွေကပါရီလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။ပထမဆုံးကတော့ preterist အမြင်ဒါကတော့အဖြစ်အပျက်အများစုဟာပထမရာစုမှာပဲဖြစ်ပျက်ပြီးသွားပြီလို့ဆိုပါတယ်။ဒုတိယက historicist အမြင်သူတို့ကတော့ဒီကျမ်းထဲကအကြောင်းအရာတွေကိုတမိုင်းတစ်လျှောက်ကဖြစ်ပျက်တွေနဲ့ဆက်ပြီးအဓိပ္ပာယ်ဖွင့်ကြတယ်။တတိယ idealist အမြင်ကတော့ဒါဟာကောင်းခြင်းနဲ့မကောင်းခြင်းကြားကဘယ်တော့မှမပြီးဆုံးနိုင်တဲ့တိုက်ပွဲအကြောင်းကိုပုံဆောင်ရွက်ဖွေထားတယ်လို့ရှုမြင်ပါတယ်။နောက်ဆုံး futurist အမြင်ကတော့ဒီအဖြစ်အပျက်တွေအားလုံးဟာအနာဂတ်ကာလတစ်ခုမှာအမှန်တကယ်ဖြစ်လာအောင်မလို့ယုံကြည်ကြတာကိုကဲအားလုံးကိုခြုံပြီးပြန်ကြည့်ရရင်ဒီကျမ်းရဲ့မူလပရိသတ်အတွက်သူ့ရဲ့မူလရည်ရွယ်ချက်နဲ့အဓိပ္ပာယ်ကဘာဖြစ်မလဲဆိုတာပြန်ပြီးစဉ်းစားကြည့်ကြရအောင်ပါ
ဒါကြောင့်မူလဖတ်ရှုခဲ့တဲ့ပထမရာစုကခရီးယန်ဒီအတွက်တော့ဒီကျမ်းစာဟာကြောက်စရာကောင်းတဲ့အနာဂတ်ဟောကင်းတစ်ခုလောကမဟုတ်ခဲ့ပါဘူးဒါသူတို့ရင်ဆိုင်နေရတဲ့ဒုက္ခတွေဖိနှိပ်မှုတွေကြားမှာကြံ့ကြံ့ခံနိုင်ဖို့နောက်ဆုံးမှာတော့အမန်တရားကပဲအောင်မြင်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးတဲ့ခွန်အားပေးတဲ့စကားတစ်ခုသာဖြစ်ခဲ့ပါတယ် တနည်းအားဖြင့်ပြောရရင်ပေါ့ဗျာမြရီကျန်းဆိုတာကြောက်ဖို့တဲ့ရေးထားတာတဲ့ယုံကြည်ခြင်းကဖိနှိပ်မှုကိုဘလို့အောင်နိုင်တယ်လဲဆိုတဲ့အချောင်းကိုပုံဆောင်ရေးထားတဲ့ဇလန်တစ်ပုတ်အဖြစ်ရှုမြင်နိုင်ပါတယ်ဆိုတဲ့အချက်ပါပဲ ဒီတော့ဗျာဒိတ်ကျန်းကိုဘလို့ရှုမြင်ကြမလဲအနာဂတ်ကိုညွန်ပြနေရဲ့လမ်းညွန်မြေပုံတစ်ခုလားအတိတ်ကအဖြစ်ပြက်တွေကိုထင်ဟပ်စီရဲ့မှန်တစ်ချက်လားဒါမှမဟုတ်ခစ်အဆက်ဆက်အတွက်အတိတ်ပဲရှိနေမဲ့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းအကြောင်းထာဝရဇလန်တပ်ပုံလားကဲဒီဖြေကတော့လေဖတ်ရှုသူရဲ့အမြင်ပေါ်မှာပဲမူတည်နေမှာပါပဲ